နောက်အိယာပေါ်မှာနာခြင်းတရားနှိမ့်ဆက်လို့ဆင်းရဲနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲအခုဦးဇင်းပြောမဲ့ဒီတင်ညာ12ပါးဟာနားထောင်တာနဲ့ကိုပဲယောဂဝေဒနာကိုတတ်တာစေတဲ့စိတ်ထဲမှာကောင်းမှုကိုဖြစ်ထွန်းစေတဲ့စကားတွေဖြစ်မယ်ပေါ့မြတ်စွာဘုရားလက်ထက်ကဂိရိမာနန္ဒာဆိုတဲ့ယဟန်မကျမ်းမာဖြစ်တော့ရှင်အနန္ဒာကတနာလုံးလို့မြတ်စွာဘုရားကိုသွားလျှောက်တယ်မြတ်စွာဘုရားကြွပေးပါဗျာဆိုတော့မြတ်စွာဘုရားအနန္ဒာတဲ့အဲ့ဒီဂိရိမာနန္ဒာယဟန်ကိုအခုငါပြောမဲ့တင်ညာ10မျိုးကိုမင်းဟောမယ်ဆိုလို့ရှိရင်မင်းသူ့ကိုသွားပြောမယ်ဆိုရင်သူအဲ့ဒီတင်ညာ10မျိုးကိုလည်းနားထောင်ပြီးတာနဲ့သူ့ရဲ့ယောဂဝေဒနာတွေပျောက်သွားလိမ့်မယ်တဲ့အာမခံချက်နဲ့တော့မြတ်စွာဘုရားဟောတာနော်တင်ညာဘယ်နှမျိုးတော့10မျိုးအဲ့ဒါရှင်အနန္ဒာကညံထက်တဲ့ပုဂ္ဂိုလ်ဆိုတော့မြတ်စွာဘုရားရှိတခဏချင်းပဲအဲ့ဒီတင်ညာ10မျိုးကိုသင်ယူပြီးတော့အဲ့ဒီဂိရိမာနန္ဒာယဟန်တွေကိုသွားပြီးတော့ဟောတာအဲ့ဒါလည်းနားပြီးတော့အဲ့ဒါယောဂတကယ်ပျောက်သွားတယ်အဲ့ဒီတင်ညာ10မျိုးကိုမှတ်မယ်နော်နာယူယုံမျှဖြင့်ယောဂဝေဒနာကိုတတ်တာပျောက်ကင်းရစေတဲ့အစွမ်းထက်တဲ့သဘာဝတရားလို့ယုံကြည်မှုနဲ့လည်းပဲဘုံဘုံတို့နာယူရမယ်ပေါ့ဟုတ်လားတင်ညာ10မျိုးကဘာတွေလဲဆိုတော့အနိစ္စတင်ညာအနတ္တတင်ညာအတုပတင်ညာအာဒီနဝတင်ညာပဟာနတင်ညာဝိရာဂတင်ညာនិရောဓတင်ညာတဗ္ဗလောကေအနာပိတတတင်ညာတဗ္ဗသင်္ခါရေတုအနိစ္စတင်ညာအာနာပါနတတိတင်ညာ10မျိုးနည်းနည်းစီရှင်းပြမယ်နော်အနိစ္စတင်ညာဆိုတာမတည်မြဲမှုကိုအမှတ်ရတာအနိစ္စဆိုတာမမြဲတာတင်ညာဆိုတာအမှတ်ရတာနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုရှင်းပြတော့ဆိုတော့ဒီခန္ဓာ၅ပါးအစုဝေး၅ခုရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်တောက်လျှောက်ပျောက်ကွယ်တဲ့သဘောနောက်ထပ်အကြောင်းရှိလို့ထပ်ပြီးတော့အသစ်ဖြစ်တယ်ပျောက်ကွယ်သွားတယ်ပြောနေတာကနှေးတယ်ဖြစ်စဉ်ကဒလဇက်အသစ်ဒလဇက်ဖြစ်ပြီးတော့ဖြစ်တိုင်းပျောက်ကွယ်သွားတယ်အဲ့ဒီမတည်မြဲမှုကိုမြင်တယ်ဒါအနိစ္စတင်ညာပဲတဲ့နော်ဒီလောက်ပဲပုံပြောနိုင်မယ်နော်ပြောစရာတွေကများတယ်ဟုတ်လားနောက်အနတ္တတင်ညာအနတ္တဆိုတာနာအတ္တဟုတ်လားရိုးရိုးလေးပြောရရင်အတ္တမဟုတ်ဘူးလို့မြင်တာအဲ့ဒါမြတ်စွာဘုရားဘယ်လိုသင်ပေးတော့ဒီအနတ္တတင်ညာနဲ့ပတ်သက်ပြီးတော့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဟာငါမဟုတ်ဘူးဒါဟာအတ္တမဟုတ်ဘူးမြင်တတ်တဲ့သဘာဝကြားတတ်တဲ့သဘာဝပျက်စီးနေတဲ့သဘာဝမကောင်းတဲ့သဘာဝအနတ္တသဘာဝမျှတာဖြစ်တယ်ဒါအတ္တမဟုတ်ဘူးလို့အဲ့ဒီလိုစဉ်းစားဆင်ခြင်တာဟာအနတ္တတင်ညာတဲ့နောက်အတုပတင်ညာအတုပတင်ညာကြတော့သိဖို့လွယ်တယ်နော်ဘုံဘုံတို့ခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်မှုမတန့်ရှင်းမှုမစင်ကြယ်မှုအနတ်မကောင်းမှုဒီသဘာဝကိုဆင်ခြင်တာစံမေမွေးခြင်းခြေသည်လက်သည်သွားအည်အသားအကျော်အယိုယိုတွင်ခြင်းသည်အညုတ်နှလုံးအသေးအမြင့်အဖြင့်အဆုပ်ဥမဥသိန်းစာသစ်စာဟောင်းအုံနောက်တိကျတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်အစီကြီးတွေနှက်အစေးကျင်ငယ်32ခုဓာတ်အဲ့ဒါကိုကျွမ်းကျင်အောင်လေ့လာသင်ယူဘယ်ကုဋ္ဌာတပုံစံဘလို့ရှိတယ်အယောင်ဘလို့ရှိတယ်ဘယ်နာလေးမှာရှိတယ်အကုန်လုံးခန္ဓာကိုယ်ရဲ့အကြောင်းအသေးစိတ်ဘာလို့မလို့သင်ယူရမယ်လေ့လာရမယ်သင်ယူလို့လေ့လာလို့သိပြီဆိုရင်ဒါကိုကျင့်ဖန်များစွာဆင်ခြင်ရမယ်ကျွန်းရှာဘွယ်တို့ရဲ့အစုဝေးများတာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုခိုင်မာအောင်တိဆောက်ရမယ်အဲ့ဒါပါခေါ်တော့အတုပတင်ညာနောက်အာဒီနဝတင်ညာတဲ့အာဒီနဝဆိုတာအပြစ်ဘာရဲ့အပြစ်တုံးဆိုဒီခန္ဓာကိုယ်ရဲ့အပြစ်အဲ့ဒါအာဒီနဝတင်ညာကိုမြတ်စွာဘုရားဘယ်လိုလေးအဓိပ္ပာယ်ဖွင့်ပြတော့ဆိုတော့လိုရင်းပြောရင်ခန္ဓာကိုယ်ဟာအနာတုံးကြီးပဲလို့ဆင်ញင်တာအနာယောဂတုံးကြီးလို့ဆင်ញင်တာမျက်စိကြည့်လိုက်ရင်လည်းမျက်စိကနာမယ်နားကြည့်ရင်လည်းနားကနာမယ်မနာနိုင်တဲ့အစိတ်အပိုင်းဟာစံကြည်မြင်တမြင်စာလေးလောက်တောင်မရှိဘူးနာနိုင်တဲ့ဒုက္ခပေးနိုင်တဲ့အခါရခက်စေမဲ့အရာတွေကြီးပဲစုဝေးနေတာအဲ့ဒီလိုစဉ်းစားသင်ကျင်တာကိုဘာခေါ်တော့အာဒီနဝတင်ညာတဲ့၄ခုရှိပြီနော်နောက်၅ခုမြောက်ပါဟာနတင်ညာဆိုတာဘာပြောတာတော့ဘာဟာနဆိုတာပေရှားတာပေရှားခြင်းကိုအမှတ်ရတာဘာကိုအမှတ်ရဘာကိုပေတာကိုအမှတ်ရမှာတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တလို့ဆိုတဲ့အတွေးစိုးတွေရုပ်ညက်တဲ့အကုသိုလ်တရားတွေဒါတွေဟာဆိုးရတဲ့အကျိုးဆက်ရှိတယ်ဒုက္ခကိုပဲဖြစ်စေတဲ့အကျိုးမဲ့စေတဲ့တရားတွေဖြစ်တယ်ဆိုတဲ့နားလည်မှုနဲ့အဲ့ဒါတွေဖြစ်လာရင်လက်သက်မခံမဲနဲ့ပယ်ရှားဖို့ကြိုးစားတာကိုပါဟာနတင်ညာလို့ခေါ်တယ်ကာမနဲ့ပတ်သက်ပြီးတော့တွေးတာမကျေနပ်မှုနဲ့ပတ်သက်ပြီးတော့တွေးတာညှင်းဆဲလူမှုနဲ့ပတ်သက်ပြီးတော့တွေးတာဒါကိုဘာခေါ်တော့ကာမဗျာပါဒဝိဟိတဝိတ္တဆို၃မျိုးပေါ့နော်ပြီးတော့အကုသိုလ်တရားအဲ့လိုယုံညံ့တာတွေကိုယ်စိတ်ထဲမှာမရှိစေရဘူးဖြစ်လာရင်တောက်လျှောက်ပဲရှားမယ်ဆိုတဲ့အမှတ်ရမှုကြိုးစားအထုတ်မှုကိုဒါပါဟာနတင်ညာဒါယောဂပြောင်းနိုင်တယ်လို့ပြောတယ်နော်သေချာစဉ်းစားဟုတ်လားနောက်ဘုံဘုံတို့
6ခုမြောက်နဲ့9ခုမြောက်တင်ညာ2ခုကိုပေါင်းပြီးတော့ပြောမယ်အဲ့ဒါကဝိရာဂတင်ညာနဲ့និရောဓတင်ညာအဲ့ဒါကဘာတုံးဆိုတော့နိဗ္ဗာန်ဟာမွန်မြတ်တယ်ချမ်းသာတယ်အဲ့ဒါလိုနိဗ္ဗာန်ရဲ့မွန်မြတ်ပုံချမ်းသာပုံကိုစဉ်းစားဆင်ခြင်တဲ့တင်ညာတဲ့ပုထုဇဉ်တရားအနေနဲ့နိဗ္ဗာန်မှာမရသေးဘဲနဲ့ဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်ကိုချမ်းသာတယ်လို့စဉ်းစားဆင်ခြင်နိုင်မလို့စဉ်းစားကြည့်နော်မရသေးတော့လည်းပဲဒါရှားပြီးသားပုံကိုယ်တွေပြောထားတဲ့စကားကိုမှီပြီးတော့ဘုန်းဘုန်းတို့တွေယုံကြည်မှုနဲ့ဒါကိုစဉ်းစားမယ်ဆိုရင်ဒါဟာမြင့်မြတ်တဲ့ဉာဏ်ဖြစ်တယ်မြင့်မြတ်တဲ့အမှတ်အသားဖြစ်တယ်ပေါ့နော်ဒီဟာလည်းပဲဒါကောင်းမှုကြီးတစ်ခုလို့နားလည်ရမယ်ဧတံတန္တဧတံပဏိတံယတိတံတပ္ပသင်္ခါရသမထောတပ္ပုပတိပဋိနိတကောတဏ္ဍခယောဝိဒါကောဏိရောဓနိဗ္ဗာန်ဒါဆင်ញင်ပုံလေးမြတ်စွာဘုရားပြောပြတာဒါပါဠိလေးပါဘုံဘုံရွတ်ပြတယ်နော်ဧတံတန္တဧတံပဏိတံဒါလေးကငြိမ့်သက်လိုက်တာဒါလေးကမွန်မြတ်လိုက်တာဒါလေးဆိုတာဘာပြောတာတော့ယတိတံတပ္ပသင်္ခါရသမထောတပ္ပုပတိပဋိနိတကောတဏ္ဍခယောဝိဒါကောဏိရောဓနိဗ္ဗာန်သင်္ခါရတရားတွေရဲ့ငြိမ်းရာကိလေသာတရားတွေရဲ့ချုပ်ရာနိဗ္ဗာန်ကိုပြောတာနော်ကိလေသာကုန်ရာဒုက္ခချုပ်ရာနိဗ္ဗာန်တရားအဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာမွန်မြတ်တယ်ငြိမ်သက်တယ်ဆန့်ကျင်ဘက်အပြင်သင်္ခါရတရားဟာမမွန်မြတ်ဘူးမငြိမ်သက်ဘူးကြမ်းတမ်းတယ်ဆင်းရဲတယ်လို့ပြောရလဲရောက်တယ်ဟုတ်လားအဲ့တော့လူရင်းဘုံဘုံပြောမယ်နော်ဘဝခန္ဓာဆင်းရဲတယ်ဘဝခန္ဓာကလွတ်မြောက်အောင်နိဗ္ဗာန်ချမ်းသာတယ်လို့မရသေးတော့လည်းပဲဒီလိုမျိုးဘုံဘုံတို့မှန်ကန်တဲ့အတိမှန်ကန်တဲ့ပရိယတ္တိအမြင်ကိုအခြေခံပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုရင်ဒါပါတော့ဝိရာဂတင်ညာនិရောဓတင်ညာသူလည်းယောဂပြောက်စီတဲ့အမတ်တင်ညာတွေပဲနော်နောက်ပြီးတော့တပ္ပလောကိအနာဘိတတတင်ညာဟောတပ္ပလောကိအနာဘိတတတင်ညာဆိုတာဘာပြောရတော့ဒီခန္ဓာ၅ပါးရဲ့ပုံမှာဒါဟာငါပဲငါဥစ္စာပဲဆိုတော့ဥပါဒံတရားနဲ့ဘုန်းဘုန်းတို့စွဲနေတာတွေရှိတယ်အဲ့ဒီဥပါဒံနဲ့စွဲနေတဲ့အစွဲတွေကိုပယ်ဖြောက်ပြီးတော့နေတာကိုတပ္ပလောကိအနာဘိတတတင်ညာလို့ခေါ်တယ်တဲ့အလုံးစုံသောလောကဟာပြောမှုဝေရမရှိဘူးလို့မြင်လိုက်တာပေါ့ဘယ်လိုနည်းနဲ့မြင်တာတော့ဒါဟာငါပဲဒါဟာငါဥစ္စာပဲဆိုတဲ့မှားယွင်းတဲ့ဆွဲလန်းမှတ်ထင်မှုတွေကိုဖယ်ဖြောက်ပြီးတော့နေတာအဲ့ဒါတပ္ပလောကိနာဘိတတတင်ညာတယ်နောက်တပ္ပသင်္ခါရေသူအနိစ္စတင်ညာတဲ့ကိုကူမြောက်ကတပ္ပသင်္ခါရေသူအနိစ္စအလုံးစုံသောသင်္ခါရတရားတွေကိုအလိုမရှိဘူးဆိုတဲ့အမှတ်တင်ညာတယ်သူကတော့တော်တော်မြင့်သွားတယ်သူကဒီရုပ်တည်နေဖြစ်နေရတာကိုပဲစိတ်ထဲမှာဆက်ဆုပ်တယ်ယွန်းရှာတယ်ရှက်တယ်ဆိုတဲ့အမြင်တဲ့ဒါဘုရားကိုယ်တိုင်ရှင်းပြတာဘုံဘုံတို့ကရုပ်တည်နေရဲ့အကြောင်းကိုမကောင်းမှမသိတဲ့အခါကျတော့ရုပ်တည်နေရဲ့ပုံမှာအမျိုးမျိုးအထင်မှားပြီးတော့ဆွဲလန်းနေတာမမောနေတာတွေ့တာနေတာဒီမှားယွင်းမှုအပြည့်နဲ့နေနေတာနော်အဲ့ဒါကိုခြေဖြတ်နိုင်မှုအတွက်ဒီဟာတွေကကောင်းတဲ့အရာတွေမဟုတ်ဘူးဒါတွေဖြစ်လာတာမကောင်းဘူးဒါတွေဖြစ်လာရှက်เสียဆက်ဆုပ်เสียလို့ဒီလိုမျိုးစဉ်းစားဆင်ခြင်တာကိုတပ္ပလောကေတပ္ပသင်္ခါရေသူအနိစ္စတင်ညာလို့ပြောတယ်တဲ့နောက်10ခုမြောက်ကပါတော့အာနာပါနတတိဟုတ်လားအာနာပါနတတိကြတော့ရှင်းပြစရာမလိုပါဘူးနော်ဝင်လေထွက်လေကိုသိနေတာဝင်တိုင်းထွက်တိုင်းသတိရှိနေတာစိတ်ကဘယ်နေရာမှာတွေးနေတာမဟုတ်ဘူးဒီဝင်လေထွက်လေပုံမှာပဲစိတ်ရှိနေတာဒါနားလေလွယ်ဖို့အတွက်ဘုံဘုံပြောလိုက်တာဟုတ်လားအဲ့ဒါပါတော့တင်ညာ10မျိုးအဲ့ဒါတကယ်ပဲဂိရိမာနန္ဒယဟန်ဟာနာယူပြီးတော့ပျောက်သွားတယ်လို့မှတ်တမ်းတင်ထားတယ်လို့ယောဂဖြစ်နေတဲ့အချိန်မှာဒီတင်ညာ10မျိုးခုဘုံဘုံပြောတာလေးကိုနားထောင်နေရင်းနဲ့ဒါအထုတ်ပြီးသားဖြစ်သွားမယ်နော်အထိုင်လျောက်ဟုတ်တယ်မဟုတ်လားနောက်ပြီးတော့ဘုံဘုံတို့တင်ညာက12မျိုးထိမှတ်သားရမယ်နောက်ထပ်ခိလန္ဒသုတ်တန်တစ်ခုရှိသေးတယ်အဲ့ဒါကမကျမ်းမာတဲ့ယဟန်တစ်ပါးမြတ်စွာဘုရားတည်တော်မူလို့လူမမာသွားမေးတဲ့အနေနဲ့ကြွားသွားတာကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားဟောတယ်အခုငါပြောမဲ့ဒီတရား5မျိုးကိုမကျမ်းမာတဲ့ပုံကိုယ်တွေကစိတ်ထဲမှာမစွန့်လွတ်ဘူးဆိုရင်ကျမ်းမာရေးမကောင်းတဲ့ပုံကဒီ5မျိုးကိုအမြဲတမ်းနှလုံးသွင်းနေမယ်ဆိုရင်လို့ဆိုလိုတာဒီ5မျိုးကိုသူတို့မစွန့်လွတ်ဘူးဆိုရင်သူတို့ဟာယဟန္တာဖြစ်လိမ့်မယ်တဲ့အဲ့တိန်တကွဟောတာအဲ့ဒီတုတ်တန်ကြတော့တရားဘယ်နှမျိုးတော့5မျိုးအဲ့ဒီတရား5မျိုးကဘာတုံးဆိုတော့နံပါတ်1အတုပတင်ညာခုနကတော့ပြောတာလည်းပါသွားပြီနောက်နံပါတ်2အာဟာရေပရိကူလတင်ညာကိုစားတော့နေတဲ့အာဟာရရဲ့ရွံရှာဆက်ဆုပ်ဖွယ်ကိုအမှတ်ရတာဒါမပါသေးဘူးသောတော်ကတင်ညာထဲမှာနောက်နံပါတ်3တပ္ပလောကိအနာဘိတတတင်ညာဟောဒါပါသွားပြီသောတော်ကဟုတ်လားနောက်နံပါတ်4တပ္ပသင်္ခါရေတုအနိစ္စတင်ညာအလုံးစုံသောသင်္ခါရတရားတွေကမတည်မြဲဘူးဆိုတဲ့အမှတ်အဲ့ဒါလည်းပါသွားပြီနော်နောက်မပါသေးတဲ့နံပါတ်5တင်ညာပါဆိုမရဏတင်ညာတဲ့ဟုတ်လားမရဏတင်ညာဆိုတာကသိဆုံးခြင်းကိုအမှတ်ရတာငါဟာတည်လူပါလားလို့အမှတ်ရတာတော့တင်ညာ12ပါးပြည့်စုံဖို့ဆိုရင်သောတော်ကတင်ညာ10ပါးထဲမှာဘာပေါင်းထည့်ရမှာတော့
အာဟာရီပရိကူလတင်ညာနဲ့မရဏတင်ညာပေါင်းထည့်ရမယ်တူရာရှုလိုက်ရင်12မျိုးရတယ်ပေါ့နော်